ုန်းထဲမှာ original ပါတဲ့တင်းတွေကိုသုံးပြီးတော့ညှင်းဝင်နေပြီလားဒါဆိုရင်တော့ liquid glass ပုံစံဒီလိုမျိုးတင်းတွေကိုပြောင်းပြီးတော့သုံးကြည့်လိုက်ပါပထမဆုံးအနေနဲ့ကျွန်တော်တို့ချင်းနေတဲ့ mobile phone နဲ့ဝင်လိုက်မယ်ဒီနေ့မှာတော့ကျွန်တော်လက်ရှိအသုံးပြုနေတဲ့ Redmi phone တွေနဲ့စားပြမှာဖြစ်ပါတယ်ခင်ဗျ Redmi ရဲ့ HyperX version မှာဖြစ်ဖြစ်ဒီ MI version တွေမှာဖြစ်ဖြစ်ပေါ့နော်ဒီ setting လေးကိုဖွင့်ထားမယ်ဆိုရင်တော့ကျွန်တော်တို့က iPhone တွေမှာအသုံးပြုတဲ့ liquid glass ပုံစံတိုင်းအသုံးပြုရမှာဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့က mobile phone setting နဲ့ဝင်ရမှာဖြစ်ပါတယ်ခင်ဗျ setting နဲ့ကိုရောက်ပြီဆိုတော့ကျွန်တော် about phone တွေကိုသွားလိုက်မယ်အမှဆိုရင်တော့ကျွန်တော်တို့ OS version လေးကို9ချက်ခောက်ပေးလိုက်ပါဒီ OS version ကို9ချက်ခောက်ပေးရခြင်းဒီကရွေးချက်ကလည်းကျွန်တော် developer option ဆိုတဲ့ function ကို on ပေးဖို့အတွက်ပဲဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ကဒီthing ချိန်မှာဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့နော်ကျွန်တော်တို့ setting နဲ့ကိုပြန်ဝင်လိုက်မယ် setting နဲ့ကကျွန်တော်တို့ဒီ wallpaper ရဲ့အောက်မှာ thing ဆိုတာတွေ့တယ်ပေါ့နော်အဲ့ဒီထဲကိုကျွန်တော်တို့ကဝင်လိုက်ပါမယ်ခင်ဗျ thing နဲ့ကိုရောက်ပြီဆိုတော့ကျွန်တော်တို့ thing text ကိုရွေးရမယ်ပေါ့နော်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ဒီ color fish 2ပေါ့နော်ဒီ text လေးကိုတစ်ချက်ရိုက်ပေးလိုက်ပါ color fish 2မှာဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့ liquid glass effect တော်တော်များများကိုရှာလို့ရမှာဖြစ်ပါတယ်ဒီမှာဆိုရင်တော့ဒီ liquid glass color fish 2ဒီတခြားပေါ့နော် dynamic speed 2ဒီကောင်တွေလည်းကျွန်တော်တို့ဒီ iPhone မှာအသုံးပြုတဲ့ liquid glass ပုံစံအတိုင်းပဲကျွန်တော်တို့ Android phone မှာဒီကြည့်ရတာပေါ့နော်တော်လေးကိုအဆင်ပြေတဲ့ effect လေးတွေပဲဖြစ်ပါတယ်ဒီကောင်လေးကိုကျွန်တော်တို့ကအသုံးပြုချင်တယ်ဆိုရင်တော့ကျွန်တော်တို့စိတ်ကြိုက်တစ်ခုကိုရွေးလိုက်ပါပြီးရင်ကျွန်တော်တို့ဒီကောင်လေးကို download ဆွဲရမယ်ပေါ့နော်တစ်ခုကိုကျွန်တော်အရင်ဆုံး download ဆွဲပြမယ် color v2 ဆိုတဲ့ဒီကောင်လေးကိုကျွန်တော်အရင်ဆုံး download ဆွဲလိုက်ပါမယ် download ကိုနှိပ်လိုက်မယ်သူကကြတော့ကျွန်တော်တို့ဒီ custom developer UI နေဖြစ်တဲ့အတွက်ကြောင့်မို့ normal တင်လောက်တော့အရင်တော့အဆင်မပြေဘူးပေါ့နော်ဒါပေမဲ့ခဏတစ်ဖြုတ်အသုံးပြုမဲ့သူတွေအတွက်ဆိုရင်တော့အဆင်ပြေတဲ့တင်လေးပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီပုံမှန်ဖုန်းတွေမှာဆိုရင်တော့ပြဿနာမရှိဘူးကိုယ့်ရဲ့ဖုန်းကအသုံးများတယ်ဆိုရင်ဒီတပ်ပါတီတင်းနဲ့အသုံးပြုတဲ့အခါမှာဖုန်းက normal ထက်စာရင်နည်းနည်းလေးဟန်းတာဒီလေးဖြစ်တာတွေတော့ဖြစ်နိုင်ပါတယ်များသောအားဖြင့်တော့ normal တင်းကိုအသုံးပြုတာတော့အဆင်ပြေဆုံးပါပဲဒါပေမဲ့မိတ်ဆွေကတုံးရတာအဆင်မပြေဘူးကြည့်တဲ့အခါမှာလည်းအဆန်းလေးလည်းဖြစ်ချင်တယ်ဆိုရင်တော့ဒီမျိုးလေးတွေချိန်ပြီးတော့အသုံးပြုလို့ရမှာဖြစ်ပါတယ်ခင်ဗျဒါကတော့ကျွန်တော်တို့ဒီ Xiaomi Redmi phone တွေမှာ normal တင်းရနေ liquid glass တင်းကိုအလွယ်တကူချိန်ပြီးတော့အသုံးပြုလို့ရနိုင်မယ့်နည်းလမ်းလေးပဲဖြစ်ပါတယ်တင်းလေးတွေရဲ့နာမည်ကတော့ Color Fit 2ပဲဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေခင်ဗျကျွန်တော်ကတော့နည်းပညာနဲ့ပတ်သက်တာတွေကိုအမြဲတမ်းမျှဝေတင်ဆက်ပေးနေတဲ့ AN Global Technology ပဲဖြစ်ပါတယ်